အားလုံးပဲမင်္ဂလာပါဗျာတရားစက်ကနေဒီtháng73အတွင်းမြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့နိုင်ငံရေးအကူပြောင်းကာလအကြောင်းကိုအခြေခံထားတဲ့ဒီနေ့ရှင်းလင်းတင်ဆက်မှုအစီအစဉ်ကနေနှွေးထွေစွာကြိုဆိုပါရစေဒါဟာမြန်မာနိုင်ငံရဲ့တမိုင်းမှာတကယ့်ကိုစိတ်ဝင်စားစရာအကောင်းဆုံးကာလတစ်ခုလို့ပြောလို့ရပါတယ်ရုပ်ပြအပေါ်ရန်ကြည့်လိုက်ရင်တော့အစိုးရအပြောင်းလဲလေးတစ်ခုထိစားတယ်လို့ထင်ရပေမဲ့တကယ်တမ်းနောက်ကစီးပွားရေးရန်တရားတွေအင်တန်ထင်ရှားတဲ့နိုင်ငံကောင်းဆောင်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအခမ်းကဏ္ဍတွေကဘယ်လိုများကြီးစိုးနေကြတယ်လဲဆိုတာကတိတ်ကိုလေ့လာရှင်းစရာကောင်းလာပါတယ်ဒါကြောင့်ဒီအခုပြောင်းတော့ကအရှိတရားတွေကိုအခုပဲကျွန်တော်အတူတူပုံဖော်ကြည့်လိုက်ကြရအောင်ကဲဒီနေ့ရှင်းလင်းတဲ့စပ်မှုမှာအထူးအပိုင်း၄ပိုင်းသွားပါမယ်အစိုးရနဲ့စီးပွားရေးအကူပြောင်းကနေစမယ်ပြီးလက်ဝါးရေးအုပ်ကွန်တိုရေးစနစ်ကိုကြည့်မယ်အဲ့နောက်မှာတော့အဲ့ဒီခေတ်ကအင်မတန်ထင်ရှားတဲ့ဝန်ကြီးဦးဝင်းမြင့်နဲ့လုံငန်းရှင်ဦးဝင်းအောင်တို့ရဲ့အခမ်းကဏ္ဍတွေကိုအသေးစိတ်ဆွေးနွေးသွားပါမယ်ဟုတ်ပြီပထမဆုံးအပိုင်းဖြစ်တဲ့စစ်အုပ်ချုပ်ရေးကနေအယက်တာအစိုးရစီကိုကူးပြောင်းတဲ့2017ခုနှစ်တုန်းကအခြေအနေတွေကိုအရင်ဆုံးစကြည့်ကြရအောင်ပါကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပဲလေအချိန်ကာလကိုနည်းနည်းလေးနောက်ပြန်ဆုတ်ကြည့်မယ်ဆိုရင်2009မှာရွှေဝါရောင်တော်လှန်ရေးရှိခဲ့တယ်ပြီးတော့2008မှာအင်မတန်အဖြစ်စီးများခဲ့တဲ့ Nargis မုန်တိုင်းကြီးဝင်ခဲ့တယ်အဲ့ဒီနှစ်မှာပဲဖွဲ့စည်းပုံခြေခံဥပဒေသစ်ထွက်လာခဲ့တယ်ပေါ့ဒီလိုကြီးမားလောက်ခတ်တဲ့အဖြစ်အပျက်တွေစက်တိုက်ဆိုသလိုဖြစ်ခဲ့ပြီးတိတ်မကြခင်2017ခုနှစ်မှာပဲအယတာအစိုးရအကူအပြောင်းဆိုတာရုတ်တရက်စတင်ခဲ့တာပါတကယ်ကိုအလင်းမြန်မယ်နော်ဒီလိုအလင်းမြန်ပြောင်းလဲသွားတဲ့အခြေအနေတွေကြောင့်လူအများစုဟာ2017ရဲ့အပြောင်းလဲကိုတိတ်ပြီးအလေးနဲ့မထားခဲ့ကြတာကိုတွေ့ရပါတယ်အဲ့ဒီတော့ဘာဖြစ်လာလဲဆိုရင်မြေပြင်ကအမှန်တကယ်အပြောင်းလဲတွေငယ်ပြည်သူလူထုရဲ့အမြင်ကြားမှာအတော်လေးကွာဟသွားတာကိုတွေ့ရတယ်တော်များများကတော့ဒါဟာအစိုးရအဖွဲ့ဝင်တွေစစ်ဝတ်ဆောင်ချွတ်ပြီးတိုက်ပုံပြောင်းဝက်လိုက်တာပဲနေပြည်တော်မှာအစိုးရတက်လာတာလောက်ပဲလို့ထင်ခဲ့ကြတာပေါ့ဗျာဒါပေမဲ့တကယ်တော့နောက်ွယ်မှာတော့နိုင်ငံရေးဆိုင်ရာဂျန်ဒါတွေဖြောင်းလာတယ်ရန်ကုန်မြို့မှာဆိုရင်အနောက်နိုင်ငံတွေရဲ့ရန်ပုံငွေနဲ့လည်ပတ်မဲ့နိုင်ငံရေးအသည့်အမြင့်ဆိုင်ရာ NGO တွေတင်တန်းချောင်းတွေတဖြည်းဖြည်းချင်းအမြင့်တွယ်လာပြီပြောရရင်တိမ်မွေ့ပေမဲ့တကယ်အပြောင်းလဲအစစ်မှန်တွေမြေပြင်မှာဖြစ်ပေါ်နေခဲ့ပြီလို့ဆိုရမှာပါဒါပေမဲ့စီးပွားရေးအခင်းကျင်းကတော့အဲ့ဒီအချိန်ထိအလုံးကိုကြည်မြောင်းချက်တဲနေတော့ပဲဗျအစိုးရယုံဌာနတွေဆိုတာပြည်သူတွေအလွယ်တကူဝင်ထက်သွားလာဖို့အင်တန်ကြောက်ရွံ့နေကြအောင်အချိန်လေးအခွန်ဌာနလိုနေရာမျိုးမှာဆိုရင်လည်းမိုးချဆွေကိုတွေနဲ့ပြည့်နေတာပေါ့စီးပွားရေးဆိုရင်စီးပွားရေးနဲ့ကုတန်ရောင်းမဲ့လေဝင်ကြီးဌာနကိုပဲဗဟိုပြုနေပြီးသတင်းမီဒီယာတွေမှာတောင်စီးပွားရေးသတင်းဆိုတာနိုင်ငံရေးသတင်းတွေလောက်နေရာမရပဲဒုတိယတန်းဆက်နေရာလောက်ပဲရှိတာပါသတင်းတောက်တွေခမများမှာလည်းကိန်းကနန်းအချက်လက်လေးတစ်ခုရဖို့ပါမဒန်ယုံကမီဒီယာတွေအပေါ်စေတနာရှိပြီးသဘောကောင်းတဲ့အမျိုးသမီးဝန်ထမ်းတယောက်စီကနေပဲအဓိကအာကိုတကြီးယူနေရတဲ့အနေအထားမျိုးဖြစ်နေကြတာပါဆိုတော့အပိုင်းနှစ်ကိုဆက်သွားရအောင်ဒီလောက်ကျင်းမြောင်းနေတဲ့စီးပွားရေးစနစ်ကြီးထဲမှာပို့ကုန်တွင်းကုန်တွေကိုဘသူတွေကများလက်ဝါးကြီးကိုထိန်းချုပ်ထားတယ်လဲဆိုတာကိုလေ့လာကြည့်ကြအောင်ပါအချက်လက်တွေရဲ့ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်2012ခုနှစ်အထိမြန်မာစီးပွားရေးဟာကြဲကြဲပြန့်ပြန့်ကြီးထွားလာတာမျိုးလုံးဝမရှိခဲ့ပါဘူးလက်တဆုပ်စာခရိုနီကုမ္ပဏီတွေကပဲပို့ကုန်တွင်းကုန်လုပ်ငန်းတွေကိုလက်ဝါးယူထားတာပါတရုတ်နိုင်ငံရဲ့အစိုးရကြောတော်တော်ခန့်ဖြူရင်းနှီးမှုနဲ့မှုတွေဆိုရင်လည်းဒီလမ်းကြောင်းတွေကနေပဲသွားတာပေါ့ဗျာရှင်းရှင်းပြောရရင်တဏှာဥစ္စာတွေဟာလူအများရှိရောက်မလာပဲတင်းကျပ်တဲ့ထိန်းချုပ်မှုတစ်ခုအောက်မှာပဲစုပုံနေခဲ့တာပါဒီလက်ဝါးကြီးအုပ်တဲ့စနစ်ကြီးဘယ်လိုလက်ပတ်နေလဲဆိုတာတိကျကြည့်အောင်ဗျာဥပမာဆန်တို့ပဲတို့တင်ပို့တဲ့လုပ်ငန်းစဉ်ကိုကြည့်မယ်ဆိုရင်အင်မတန်ရှင်းပါတယ်ထိတ်ဆောမှာဘယ်သူတွေရှိလဲဆိုတော့ MEC လို့ offer ကြီးတွေပြီးတော့ထိတ်တန်းခရိုနီကော်မတီကြီးတွေရှိတယ်သူတို့ကပြည်ပကိုစန်တန်ချင်းတစ်သိန်းပို့ခွင့်ရတယ်ဆိုပါစို့သူတို့ကိုယ်ရဲတောင်းသူတွေစီကတွားဝယ်လားဆိုတော့မဝယ်ပါဘူးအဲ့ဒီပို့ခွင့်ကိုတာကြီးကိုကင်ထားပြီးအောက်ချစ်ဖင်းတောင်ဈေးကွက်ကပွဲစားပြီးကိုဆင့်ဝယ်ခိုင်းတာပါအဲ့ဒီကြားခံပွဲစားကမှနေဈေးကွက်ဒေစီကနေဈေးကွက်ဟာချက်အပြက်လေးတင်ပြီးဟိုအပေါ်ကကော်မတီကြီးတွေစီပြန်သွင်းပေးကြတဲ့စနစ်မျိုးနဲ့လက်ပတ်နေခဲ့လည်းဖြစ်ပါတယ်ကဲအပိုင်း3ကိုရောက်လာပါပြီအဲ့ဒီခေတ်စီးပွားရေးလောကမှာတကယ်ကိုသောစာကြီးပြီးလူသိများခဲ့တဲ့စီးပွားရေးနဲ့ကုသရေးဝယ်ရေးဝန်ကြီးဦးဝင်းမြင့်အချောင်းကိုနည်းနည်းပြောကြည့်အောင်ဝန်ကြီးဦးဝင်းမြင့်ဆိုတာအကူပြောင်းကာလမှာတကယ်ကိုထင်ရှားတဲ့ခေါင်းဆောင်တူပါနောက်ခံကိုကြည့်မယ်ဆိုရင်သူဟာမွန်ရွာကဆန်းဆက်လုပ်ငန်းရှင်ဟောင်းတူချက်တလို့ UMFCC ဥက္ကဋ္ဌအဖြစ်နဲ့လည်း20တိုင်တာဝန်ယူခဲ့ပူးပါပဲသူ့ရဲ့ထွင်မြလက္ခဏာကလည်းမှတ်မိစရာပါပဲအတာမြင့်မြင့်ခနာကိုထော့ကြိုင်နဲ့အတန်တော်ပြပြထားစကားပြောရတဲ့အနေထားမျိုးပါဗျာသူနဲ့ပတ်ပဲရင်လူပြောအများဆုံးနဲ့အမတ်တရအဖြစ်ဆုံးကိစ္စတစ်ခုရှိတယ်ဗျတခါကသူကိုယ်တိုင်လူသိရှင်ကြပြောခဲ့ဘူးတဲ့ကျွန်တော်မျက်နှာဖောရောင်နေတာအရက်တူတောင်းပြီးတော့ပါတယ်စဉ်းစားကြည့်နော်ဒါရိုးရှင်းတဲ့ရေစရာစကားတစ်ခုလို့ထင်ရပါမယ်တကယ်တမ်းမှာတော့အဲ့ဒီခဏအစဖြူပြီးတနိုင်ငံလုံးကအရက်တူတွေကိုပြင်းပြင်းထန်ထန်နေတဲ့စီမံချက်ကြီးကိုသူကိုယ်တိုင်ဥဆောင်ပြီးလုပ်ပြလိုက်တာပါဒါကသူ့ရဲ့လက်တွေ့ကြပြီးထိရောက်တဲ့လောက်ဟန်ကိုကောင်းကောင်းကြီးပြသနေပါတယ်သူဟာအရင်ကသူဥဆောင်ခဲ့တဲ့ UMFCC အပေါ်မှာလည်းတန်ရောစင်တော်တော်ကြီးရှာပါတယ်
အတင်းချုံရံတဲ့ပတ်လဲစီဝီတွေဆိုမပြတ်မကွက်တဲ့ပြီးမိခွန်ဖားလေးရှိတယ်စီဝိုင်းလောကရဲ့အတွင်းကြကြအနေထားတွေကိုတေးသေးကြကြတိထားတော့မို့လို့ပွဲဒီမှာလုပ်ငန်းရှင်တွေကိုတဲ့တိုးဆူတက်ငေါ့တက်ပင်မဲ့လူတွေကတော့သူ့ကိုချက်ကြခင်ကြပါတယ်နောက်တစ်ခုကသူဟာမီဒီယာတွေနဲ့လည်းအင်မတန်ရင်းနှီးတယ်သတင်းထောက်တွေအလွယ်တကူဆက်သွယ်ရတဲ့ဝန်ကြီးတစ်ပါးဖြစ်ခဲ့တော့သူရှိတဲ့ပွဲတွေဆိုရင်သတင်းရတာလို့မီဒီယာတွေအမြဲစီကားပါတယ်ပြောရရင်သူရဲ့တက်ကြွမှုတွေကြောင့်ပဲအဲ့ဒီအချိန်က UMFCC ရဲ့ဂုဏ်သတင်းကလည်းအတော်လေးတက်လာခဲ့တာပေါ့ အခုနောက်ဆုံးအပိုင်းဖြစ်တဲ့အပိုင်းလေးကိုဆက်ကြည့်အောင်ဗျာနိုင်ငံခြားယင်းနှိမ့်မြို့နယ်မှုတွေတကားမှုကိုရောက်လာတဲ့အချိန်ပုဂ္ဂလိကကဏ္ဍကခေါင်းဆောင်တွေဘလို့ရွှေရောင်အခွင့်အရေးကြီးတွေရသွားခဲ့လဲဆိုတာကိုလေ့လာကြည့်ကြအောင်မယ် နိုင်ငံတကာအရင်အနည်းတဲ့ညမနိုင်မင်းကိုအလုံးရဲနဲ့စကင်ဝင်ရောက်လာခြင်းမှာပြည်တွင်းကအရေးပါဆုံးစီးပွားရေးအဖွဲ့အစည်းဖြစ်တဲ့ UMFCIO ဦးဆောင်နေသူကတော့ဥက္ကဋ္ဌဦးဝင်းအောင်ဖြစ်ပါတယ်။သူဟာအားလုံးသိကြတဲ့တကုံ International ကုမ္ပဏီရဲ့အကြီးအကဲသူလည်းဖြစ်ပြီးတော့ကမ္ဘာယင်းနှိမ့်မြုံမှုအခွင့်အလမ်းတွေနဲ့အနီးကပ်ဆုံးထိတွေ့ခဲ့ရသူပါ ဒီနေရာမှာအရေးကြီးဆုံးအချက်ကဘာလဲဆိုရင်50-49ဆိုတဲ့ဂိမ်းကဏ္ဍမှာပဲဗျနိုင်ငံတကာကနေယင်းနှိမ့်မြုံနှံသူတွေဝင်လာပြီဆိုရင်အဲ့ဒီအချိန်ကဥပဒေအရပြည်တွင်းလုပ်ငန်းရှင်နဲ့ဖြစ်မနစ်ဖတ်ဆက်လို့ရပါတယ်အဲ့ဒီလို joint venture လုပ်တဲ့နေရာမှာပြည်တွင်းက50%နိုင်ငံခြားက49%ဖြစ်ရမယ်ဆိုတဲ့ဒီသတ်မှတ်ချက်ကြီးကပြည်တွင်းစီးပွားရေးလောကအတွက်တော့လုံးဝကိုစီးပွားရေးအလဲပြောင်းရေးတစ်ခုဖြစ်သွားစေခဲ့ပါတယ် ဒီလို fast လုပ်ရမယ်အခွင့်အရေးကြီးကနေအကျိုးမြတ်တွေဘလို့ထွက်ပေါ်လာတယ်ဆိုတာအစလိုက်သေချာကြည့်ကြည့်အောင်ပေါ့ပထမဆုံးဒီလိုအထူးစီးပွားရေးဆောင်ကြီးတိဆောက်ဖို့ဂျပန်ယင်းနှိမ့်မြုံနှံတွေရောက်လာကြတယ်ဒုတိယချက်အနေနဲ့သူတို့ကပြည်တွင်းမှာယုံကြည်ရမယ့်မိဖက်လုပ်ငန်းရှင်တွေရှာဖို့အတွက် UMFCCI ကိုလာရောက်တိုင်ပင်ကြတာပေါ့အဲ့ဒီအခါမှာတတိယချက်အနေနဲ့ဥက္ကဋ္ဌဖြစ်နေတဲ့ဦးဝဲအောင်ကတီလောကတိဆောက်မဲ့ဂျပန်လုပ်ငန်းရှင်တွေနဲ့တိုက်ရိုက်ချိဆက်ပြီးတော့သူ့ရဲ့လုပ်ငန်းတွေအတွက်ပါ50-49 fast အချိုးရပါဝင်ခွင့်တွေရောက်သွားခဲ့တာပါနောက်ဆုံးရလက်ကတော့သူ့ကိုယ်တိုင်ရောသူ့ကုမ္ပဏီအတွက်ပါမြုံနိုင်လောက်ကြီးမားလာတဲ့အကျိုးမဲ့တွေကိုဖန်တီးပေးနိုင်ခဲ့တာပါပဲဗျာ ဒီလိုအကျိုးအမြတ်အကြီးကျယ်ရသွားတဲ့ဖြစ်စဉ်ကြီးပြီးတဲ့နောက်မှာတော့မြန်မာစီးပွားရေးလောကမှာခရက်ရိုက်ခတ်မှုအကြီးကျယ်ဖြစ်သွားခဲ့ပါတယ်ဒီလောက်အဖက်ဆက်လုပ်ငန်းကြီးရဲ့ဒီလောက်ကြီးမားလာတဲ့အောင်မြင်မှုတွေကိုမြတ်မင့်ကိုတွေမြင်လိုက်ရတဲ့အခါနောက်ပိုင်းမှာစီးပွားရေးအသင်းဖွဲ့တွေရဲ့ဥက္ကဋ္ဌယာဒူးနေရာကိုလိုချင်သူတွေအသေးအလဲအပြိုင်ဆိုင်ကြိုးပမ်းလာကြသူတွေအလွန်ကိုများပြားလာခဲ့ပါတယ်ဒါဟာအခုပြောင်းကာလအစိုးပိုင်းကရရှိခဲ့တဲ့စီးပွားရေးအခွင့်အလမ်းတွေကမြန်မာစီးပွားရေးအတိုင်းအဝိုင်းရဲ့ရှေ့ဆက်သွားမဲ့လမ်းကြောင်းကြီးတစ်ခုလုံးကိုဘလို့များပြောင်းလဲထွားစေခဲ့တယ်လဲဆိုတာကျွန်တော်တို့အားလုံးတွေးတောစရာကြံရခဲ့တဲ့မိခွန်းတစ်ခုပါပဲကဲဒီနေ့အတွက်အရှင်းလင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲဗျာစိတ်ဝင်စားနဲ့အဆုံးထိလိုက်ပါလီလာပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူကျွန်တော်တို့နောက်ပိုင်းအစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ